မင်္ဂလာပါရှင်ဒါကတော့ကြောက်စိမ်းအစ်စ်ကိုအလုံးကလည်းကြီးရယ်သူက8 size အကျော်ရှိပါတယ်เนาะ8 size အကျော်အစိမ်းရောင်ကြောက်စိမ်းကိုအစိမ်းရောင်နဲ့ကဆွဲကျင်တယ်ဈေးကလည်းတသိန်းမကျော်တဲ့တွေကနေဆွဲကျင်တယ်ဆိုရင်တော့ဒါလေးတွေရှိပါတယ်เนาะ9000ကျပ်ပါဒါလေးတွေကကြောက်စိမ်းအစ်စ်ကိုမှဒါဒီကာလာဆိုရင်လန့်ကာလာလို့ခေါ်တာပေါ့เนาะလန့်ကာလာကြောက်စိမ်းအစ်စ်ပါပြီးတော့လေဘယ်လိုပြောမလဲဒီထဲမှာလေ9000ဆိုလို့လေအကျော်ရတို့ပြေးရတို့အရန်ပါလာဆိုတော့အဲ့လိုလည်းမပါဘူးเนาะဒါလေးကတော်တော်လေးလှပါတယ်ပြီးတော့ဒါလေးကဆွဲထားရင်ထင်းနေအောင်ပေါ်မဲ့အမျိုးအစားလေးပါเนาะဆွဲထားမယ်ဆိုရင်ထင်းနေအောင်ပေါ်မဲ့အမျိုးအစားလေးပါသူက8 size ပြည့်တယ်ဖြစ်တဲ့အတွက်အလုံးနည်းနည်းကြီးတယ်ပေါ့အလုံးနည်းနည်းကြီးတယ်ထင်းထင်းပေါ်ပေါ်လေးဆွဲကျင်တယ်ကိုကခဏကိုကြီးလို့အလုံးသေးရတယ်ဝေးရတာအဆင်မပြေဘူးအလုံးကြီးမှဝေးရမယ်ဆိုတော့အဆင်ပြေတဲ့ဆိုတဲ့သူတွေလည်းအဆင်ပြေတယ်ပြီးတော့အလုံးကြီးတာကြိုက်တယ်ကိုကသိပင်မဲ့အလုံးကြီးတာကြိုက်တယ်ထင်းနေပေါ်နေတာမျိုးကိုကြိုက်တယ်ဆိုတဲ့လူတွေအတွက်လည်းပို့ပြီးအဆင်ပြေပါတယ်ဈေးနှုန်းလေးက9000ကျပ်ပါမြန်မာငွေ9000ကျပ်နဲ့ကြောက်စိမ်းအစ်စ်ကိုဝစ်စင်ပြီးတော့ဖန်စီလည်းမဟုတ်တော့ကိုယ့်ရဲ့စိတ်လုံခြုံမှုလည်းရှိတယ်ပြီးတော့ဝစ်စင်ထားတဲ့သူကိုအေးမြစေတယ်ငွေဝင်ကျန်းတဲ့အဆောင်တွေထဲမှာလည်းပါတယ်ညီမကြောက်စိမ်းစစ်ပါနော်ကျောင်းသွားရုံသွားဈေးဝယ်အများနဲ့အဆင်ပြေပါတယ်ဒါလေးတွေဝစ်စင်ထားဖို့အတွက်ကိုဒီလိုလေးဒါက level 2နဲ့ဆွဲပြပေးတာပါဒီလိုလေးပါနော်ကာလာလေးကမငြိမ်ပါဆိုလို့မှလှည့်ပြီးပြနေရတာ9000ကျပ်ပါနော်ဒီ9000ကျပ်နဲ့မြမကြောက်ဆိုင်စစ်ကိုလက်ဆောင်ပေးလို့လည်းလှပါတယ်ကိုယ်တိုင်ဆွဲလို့လည်းအဆင်ပြေပါတယ်ဒါလေးမှာယူနေဆိုရင်တော့ Viber နံပါတ်69533669ဆက်သွယ်မှာလို့ရပါတယ်ရှင်ဒါက